မင်္ဂလာပါကဲစကိုင်းတိုင်းကလူတယောက်ကနေဒီ online ဖို့ကြီးကအေးအင်ကမလေးအကြောင်းကိုပြောမနေပါနဲ့တဲ့ကျုပ်တို့စကိုင်းရေးနေလေလို့ရေးကြီးနေလို့ကုညီပေးပါအောင်ဆိုပြီးအကူကြီးတောင်းပါအောင်ဗျကျုပ်တို့ကဲသူမဲ့နေတဲ့ဤပါကွာကဲဟိုမျိုးပြောတာပေါ့ဒီနိုင်ငံခြားတိုက်ပြည်ရလူတွေကိုဟိုလေးတွေတက်ကဲအင်ဂျီတွေနောက်တစ်ခါကျတော့လေပေါင်းဖော့ဆက်လေလေးတွေပေါ့ကွာဆက်လေလေးတွေဖောင်လေးတွေအဲ့ဒီဖောင်လေးတွေမှာလေထိုးပန့်လေထိုးပိုက်နဲ့ထိုးလိုက်တဲ့ခါကျဖောင်းပြီးတော့ခါကျတော့မော်တာနဲ့ပါတယ်ကွာမော်တာနဲ့ရောဆိုပြီးတဲ့ဆက်လီမျိုးအဲ့ဒီမှာရွာတွေမှာတော့ဘယ်ခါကျတော့အဲ့ဒါလေးတွေနဲ့ဒုက္ခသည်တွေကိုတင်းဝင်ပရောကျဘေးလွတ်ရရေဘေးလွတ်ရဒေတာကိုပို့တဲ့လှေလေးတွေရှိတယ်ကွာအဲ့ဒီလှေမျိုးလေးနိုင်ငံခြားတော့သုံးတယ်တို့ဗမာပြည်တော့မရှိဘူးအဲ့တော့လေခဏအခွင့်အရေးပေးကြပါအောင်လို့ဒီနိုင်ငံခြားတိုင်းပြည်ကလူတွေအကြောင်းကြားလိုက်တဲ့ဟေ့အဲ့တော့နောက်တစ်ခုကဒီစကိုင်းတိုင်းမှာရေကြီးတဲ့အတွက်ကြောင့်မို့ကျမရေနောက်တစ်ခါကျတိရစ္ဆာန်ကျမကြီးလည်းပါတယ်ကွာကျမကြီးဌာနရဲ့တိရစ္ဆာန်ကျမကြီးဌာနလူတွေသိကာဝစီတွေထိုးဝမ်ရှိုဝမ်ကိတ်ပါညာအဲ့ဒီဟာတွေထိုးနောက်တိရစ္ဆာန်တွေအတွက်ဆိုရင်ကာဝစီတိရစ္ဆာန်စေကုဌာနတွေကာဝစီတွေထိုးနောက်တစ်ခါတိရစ္ဆာန်အစားစားတွေလည်းလိုအပ်တယ်ဟေးဘာလို့ဆိုတော့ရေကြီးနေတဲ့ခါကျတိရစ္ဆာန်တွေအစားတော့ကောက်ရုပ်တွေတခြားမြို့နယ်တွေကနေအခုကြီးတောင်းပတော့ခါကျတော့ဒီထွေလာနဲ့ယူခဲ့ကြပါအောင်အဲ့ဒီကြမှာကျုပ်တို့နွားတွေဟိုလည်းစားလို့ရမယ်အခုဝတ်တွေလည်းရည်ရဲမျိုးပါသွားကြက်တွေလည်းရည်ရဲမျိုးနွားတွေလည်းပါသွားဒီတခါစကိုင်းတိုက်တော့ခါနဲ့ဟေးစကိုင်းဒီတခါတော့တော်ကိုဆိုတော့ရခိုင်နှစ်ကဒီရမဲတဲ့တို့နေပြည်တော်တို့မှာဒီလိုပဲရေကြီးတဲ့ခါကျတော့ဒီတောင်ကြရင်တော့ဘောဆိုတော့ခါကျတော့ရွာလုံးကျပါတော့ခါကျတော့တာဖန်เนี่ยကလေးလေးကိုခုံးမတင်ပြခါကျတော့သူကရေကူးတော့ပြခါကျသူတင်းဒီပါစီသူသားလေးကိုမသိပါစေနဲ့ဆိုပြခါကျတော့ထိုက်ဒီပေါ်မှာအဲသားလေးကိုပေါ်တင်းဘရောသူကနေတိုက်တွေကိုအပေါ်နဲ့အောက်ကနေမပေါ့ကွာရေအောက်ကနေမပေါ့ခါကြတော့တေးသွားရှာတဲ့ဖခင်ရဲ့မြစ်တာအဲ့ဒီမနစ်ကရေခင်တဲ့ကတွေ့ရှိရတယ်အဲ့ဒီရေပြီးတော်တော်ကြောက်စရာကောင်းတယ်ဟေးအဲ့ဒါကြောင့်အခုညီပေးကြပါမြို့နယ်တွေကလည်းဒီအစားအသောက်တွေကအခုကကျတော့အစားအသောက်ပို့တဲ့ခါကျတော့တို့ကုန်လည်းရှိတယ်အဲ့ဒါကြောင့်မို့နည်းနည်းကုန်ချမ်းလေးတွေအစာကြောက်လေးတွေလည်းပို့ပေးမကြပါအဲ့လိုဖူးရပြောကြပါတယ်တခြားဒီငွေရေးကြေးတွေကပို့ပြီးခါကြတော့ပစ္စည်းလေးပြလေးတခြားဝယ်စားစရာတော့ဆန်နေစီဝဝယ်ပြီးခါကြတော့ရောက်ပို့ပါတခြားငွေလောကမှာလုတဲ့လူနဲ့တွေ့ရင်ငွေတွေရောက်မှာမဟုတ်ဘူးအဲ့ဒါလည်းကြောက်သေးတယ်ဟိမျိုးပဲကဘာလောကကြီးမှာအလင်းညာရလည်းရှိတာကိုကွာအဲ့တော့ဒီစကိုင်းတိုင်းရေဘေးကိုမမေ့ကြပါနဲ့ကိုတိုင်းပြည်သူပြည်နာတိုင်းနဲ့ပြည်နယ်ကမိတ်ဆွေအပေါင်းအသင်းတွေပြည်နယ်အချင်းချင်းလည်းကူညီကြပါနောက်နိုင်ငံခြားတိုင်းပြည်တွေကိုလည်းဖိုးရဟစ်ပခါကျတော့ online နေပြောနေပါတယ်အဲ့တော့နိုင်ငံခြားတိုင်းပြည်တွေရောနောက် WHO တို့ UNICEF တို့United Nations တို့ဆက်ရှိတဲ့ဒီကမ္ဘာအဖွဲ့အစည်းတွေလည်းဟစ်ပခါကျတော့ပြောလိုက်မယ်ဟေ့နောက်တစ်ခါကျတော့ဒီဂျပန်တို့အခုကြီးငွေကြီးအများဆုံးထောက်ပံ့တဲ့
ဂျပန်တို့တောင်ကိုရီးယားတို့သူတို့ကလည်းနာမည်ကြီးလေသူတို့စီလည်းအကြောင်းပြလိုက်မယ်ဟေ့အဲ့တော့ကတဆန်ရနိုင်ငံမှာနေနေတဲ့လူတွေလည်းစကိုင်းကြီးဘေးကိုငွေစုပြီးတော့ခါကြတော့လှူဒန်းပြီးတော့ရောက်နိုင်တဲ့တိချာရောက်နိုင်တဲ့လူကိုပဲပို့ပေးကြပါရွာရောက်ပို့ပေးကြပါလို့ဆိုတာမြစ်တာရက်ခံပါတယ် online ပို့ပြီးလေဒီခါဒီ AI ကောင်မလေးတွေခေါ်ပြီးတော့လောင်းမောင်နဲ့တူတယ်ဟေးဟေးဒီကွာဒါပဲနောက်တစ်ခါကျမှထပ်ပြီးတော့ခါကြတော့ပြောလိုက်ဦးမယ်ဟေးဒါပါပဲကောကျေးဇူးတင်တယ်ကဲကူညီကြပါအောင်စကိုင်းတိုင်းကိုစကိုင်းတိုင်းရေးပေးဦး